welcome to Hannah English Corner. Today we are going to learn English speaking patterns. English speaking ကိုအမြန်ပြောတတ်စေခြင်းနဲ့ဆိုလို့ဆိုရင်တော့ဒီလိုမျိုး English speaking pattern လေးကိုအရင်ကြည့်လေ့လာကြည့်ဖို့လိုအပ်ပါတယ်။ဘာလို့လဲဆိုတော့ကိုက grammar ကိုနည်းနည်းလေးကြောက်တယ်ပြီးလို့ဆိုရင် grammar နည်းနည်းအားနည်းရဆိုလို့ဆိုရင်ဒီလိုမျိုး English speaking pattern လေးတွေလေ့လာခြင်းအဖြစ်ဆိုလို့ဆိုရင်ကိုယ်အနေနဲ့နှုတ်တွက်စေရပေါ့နော်။စကား English လို့ပြောတဲ့အချိန်မှာဆိုလို့ဆိုရင် Okay အဲ့ဆိုလို့ဆိုရင် Hannah ကဒီနေ့ English speaking pattern လေးက10ခုပြောပြပေးမှာပဲဖြစ်ပါတယ်။အဲ့ဆိုလို့ဆိုရင်အဆုံးထိကြည့်လိုက်ရအောင်နော်။ပထမဆုံးကတော့ I like or I don't like plus noun or verb ing ပဲဖြစ်ပါတယ်။အဲဒါကြောင့်ငါကြိုက်တယ်မကြိုက်ဘူးလို့ပြောရဖြစ်ပါတယ်။ဒီမှာဆိုလို့ဆိုရင် like ရဲ့အနောက်မှာဆိုလို့ဆိုရင် noun ဒါမှမဟုတ်ဆိုရင် verb ing လိုက်လို့ရပါတော့။ noun ဆိုတာကြဘယ်လိုမျိုးပြောရလဲဆိုလို့ဆိုရင် ice cream ရေခဲမုန့်တို့ bike စပိန်တို့ spider ပင်ဂူတို့ပြောရဖြစ်ပါတယ်။ verb ing ဆိုတာကြတော့ playing ကစားနေသည် eating စားနေသည်ပြီးလို့ဆိုရင် dancing ကနေသည်ပေါ့နော်ကသည်ပေါ့နော်အဲ့လိုမျိုးရဆိုလို့ပဲဖြစ်ပါတယ်အဲ့ဆိုလို့ဆိုရင်ဥပမာလေးတစ်ချက်ကြည့်ကြအောင်နော် I like playing games I like playing games ငါ game ဆော့ရကြိုက်တယ် I don't like waking up early I don't like waking up early ငါမနေ့အစောကြီးထားရတာမကြိုက်ဘူး I like pizza I like pizza ငါ pizza ကြိုက်တယ် I don't like spiders I don't like spiders ငါပင်ကူတွေမကြိုက်ဘူးလို့ပြောရမှာဖြစ်ပါတယ် Okay အဲ့ဆိုလို့ဆိုရင်ဒုတိယ speaking pattern လေးကြည့်ကြအောင်နော်အဲ့ဒါလေးကじゃဘာလေးလဲဆိုလို့ဆိုရင် do you want to plus verb 1ပဲဖြစ်ပါတယ်အဲ့ဒါじゃချင်လားလို့အဓိပ္ပာယ်ရပဲဖြစ်ပါတယ်ဥပမာဆိုလို့ဆိုရင်တခုခုလိုချင်လားတခုခုစားချင်လားအဲ့ဒါမေးရဲ့အချိန်မှာဆိုလို့ဆိုရင်ပြောရလေးပဲဖြစ်ပါတယ်မေးရဲ့အချိန်မှာသုံးတာလေးပဲဖြစ်တယ်ပေါ့နော် Okay ဥပမာလေးတစ်ချက်ကြည့်ကြအောင်နော် Do you want to eat ice cream Do you want to eat ice cream မင်းရေခဲမုန့်စားချင်လား Do you want to go outside Do you want to go outside မင်းအပြင်ထွက်ချင်လား Do you want to dance with me Do you want to dance with me မင်းငါနဲ့အတူတူကချင်လားလို့မေးတာပဲဖြစ်ပါတယ်နောက်ထပ် speaking pattern လေးကိုကြည့်ကြည့်အောင်နော်What time do you plus verb 1အဲ့ဒါကြဘယ်ချိန်မှာလို့အတိတ်ပဲရပါတယ်ဥပမာဆိုလို့ဆိုရင်ဘယ်ချိန်မှာစားရလဲဘယ်ချိန်မှာနားရလဲလို့မေးရဲ့ချိန်မှာသုံးပါတယ်โอเคအဲ့ဆိုဥပမာလေးတစ်ချက်ကြည့်ကြအောင်နော် What time do you get home What time do you get home မင်းဘယ်ချိန်မှာအိမ်ပြန်ရောက်တာလဲ What time do you play with your friends What time do you play with your friends မင်းဘယ်ချိန်မှာတငယ်ချင်းတွေနဲ့အတူကစားရလဲမင်းဘယ်ချိန်မှာတငယ်ချင်းတွေနဲ့ကစားရလဲOkay, so now to speaking pattern လေးတစ်ချက်ကြည့်ကြအောင်နော် I'm good at plus noun or verb ing အဲ့ဒါကြပါပြောရလဲဆိုလို့ဆိုရင်ကိုကတနေ့နေ့မှာတော်တယ်လို့ပြောချင်တဲ့အချိန်မှာတုံးပါတယ်အဲ့မှာဆိုလို့ဆိုရင် good at ရဲ့နောက်မှာဆိုလို့ဆိုရင် noun ဒါမှမဟုတ် verb ing လဲလိုက်လို့ရတယ်ပေါ့နော်ဥပမာလေးတစ်ချက်ကြည့်ကြအောင်နော် I'm good at swimming I'm good at swimming ငါရေကူးတဲ့နေရာမှာတော်တယ် I'm good at dancing I'm good at dancingငါကားတဲ့နေရာမှာတော်တယ် I'm good at writing stories I'm good at writing stories ငါပုံမြင်နေရဲ့နေရာမှာတော်တယ် I'm good at maths I'm good at maths ငါတင်ချာမှာတော်တယ်တင်ချာလုပ်တဲ့နေရာမှာတော်တယ်ပေါ့နော်တင်ချာရွတ်တဲ့နေရာမှာတော်တယ်အဲ့လိုမျိုးပြောပဲဖြစ်ပါတယ် I'm good at sports I'm good at sports ငါအားကစားလုပ်တဲ့နေရာမှာတော်တယ်speaking pattern လေးကိုတစ်ချက်ကြည့်ကြည့်အောင်နော် I feel like plus verb ing အဲ့ဒါလေးကကြတော့ချင်တယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်ငါစားချင်တယ်ငါတခုလုပ်ချင်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့နော်ဥပမာဆိုလို့ရှိရင် I feel like eating ice cream I feel like eating ice cream ငါရေခဲမုန့်စားချင်တယ် I feel like watching a movie I feel like watching a movie ငါရုပ်ရှင်ကြည့်ချင်တယ်I feel like staying home today. I feel like staying home today. ဟာဒီနေ့အိမ်မှာပဲနေချင်တယ်အိမ်မှာပဲနေချင်တယ်ပေါ့နော်ဘယ်မှအပြင်နေပါမသွားချင်ဘူးလို့အဓိပ္ပာယ်ရပါတယ်အဲ့ဆိုနောက်ထပ် speaking pattern လေးကိုကြည့်ကြည့်အောင်နော် I don't know how to plus verb 1ပဲဖြစ်ပါတယ်သူကကြာလုံနေကိုမသိဘူးပေါ့နော်ဘယ်လိုလုပ်ရမလဲမသိဘူးဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့နော်အဲ့ဆိုဥပမာလေးတစ်ချက်ကြည့်ကြည့်အောင်နော် I don't know how to ride a bike. I don't know how to ride a bike. ငါစပိန်ဘယ်လိုစီးရမလဲမသိဘူးစပိန်စီးနေမသိဘူးပေါ့နော် I don't know how to drive I don't know how to drive ကားဘယ်လိုမောင်းရမလဲမသိဘူးကားမမောင်းတတ်ဘူးပေါ့နော်
I don't know how to use this phone I don't know how to use this phone ဒီဖုန်းကိုဘယ်လိုသုံးရမလဲမသိဘူးပေါ့နော်ဖုန်းဘယ်လိုသုံးရမလဲငါမသိဘူးဒီနောက်ထပ် speaking pattern လေးကိုတစ်ချက်ကြည့်ကြည့်အောင်နော် It is time to plus buff one အဲ့ဒါကြတခုခုလုပ်ဖို့အချိန်တန်ပြီတခုလုပ်ဖို့အချိန်တန်ပြီပေါ့နော်အချိန်ရောက်ပြီလို့ပြောရပဲဖြစ်ပါတယ်ဥပမာဆိုလို့ဆိုရင် It is time to have lunch It is time to have lunch နေ့လည်စာစားဖို့အချိန်ရောက်ပြီနေ့လည်စာစားရမယ့်အချိန်ရောက်ပြီ It is time to go It is time to go တွားမယ့်အချိန်ရောက်ပြီ It's time to study It is time to study စာလေးလာမယ်စာလုံးရမယ့်အချိန်ရောက်ပြီစာလေးလာမယ့်အချိန်ရောက်ပြီပေါ့နော် Okay အဲ့ဆိုလို့စရင်နောက်ထပ် speaking method လေးကြည့်ကြည့်မယ်နော်သူကကြတော့ I want to plus buff one ကြတော့ချိန်နေဆိုတဲ့အဓိပ္ပာယ်ရပါတော့I feel like နဲ့အဓိပ္ပာယ်တူပဲပေါ့နော်ဥပမာလေးဆိုလို့စရင် I want to visit my friend I want to visit my friend ငါတငယ်ချင်းစီသွားလဲခြင်းနဲ့I want to go shopping I want to go shopping ငါ shopping ထွက်ခြင်းနဲ့ဈေးဝယ်ထွက်ခြင်းနဲ့ပေါ့နော် I want to eat cake I want to eat cake ငါကိတ်မုတ်စားခြင်းနဲ့ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်အဲ့တော့မှ I want ရဲ့အနောက်မှာ noun လေးလိုက်တယ်ဆိုလို့ဆိုရင်じゃ तू ကလူခြင်းနဲ့ဆိုတဲ့အဓိပ္ပာယ်ရရပေါ့နော်ဥပမာဆိုလို့ဆိုရင် I want a new phone I want a new phone ငါဖုန်းတစ်လိုခြင်းနဲ့ I want a new toy I want a new toy ငါအယုတ်အသစ်လိုချင်တယ်ဆိုတဲ့အဓိပ္ပာယ်လေးပဲဖြစ်ပါတယ် speaking pattern လေးတစ်ခုကတော့ I have to plus buff one ပဲဖြစ်ပါတယ်အဲ့ဒါကြတော့လုပ်ရမယ်ပေါ့နော်တစ်ခုတာဝန်တစ်ခုခုလုပ်ရမယ်ဆိုတဲ့အဓိပ္ပာယ်လေးပဲဖြစ်ပါတယ်ဥပမာဆိုလို့ဆိုရင် I have to study for the test I have to study for the test ငါဆောင်မွေးအတွက်စာလေ့လာရမယ်စာလုပ်ရမယ်ပေါ့နော်I have to clean my room အားကြောင့်ငါအခန်းတန်ရှင်းရေးလုပ်ရမှာပဲဖြစ်ပါတယ် Okay နောက်ဆုံးတစ်ခုလေးကိုတစ်ချက်ကြည့်ကြအောင်ဘာလို့သူကကြတော့ I have to နဲ့နည်းနည်းလေးစင်တူယူမလေးဖြစ်တာကြ I need to plus buff one ပဲဖြစ်ပါတယ်သူကကြ need ဆိုတာကြလိုရပေါ့နော်အဲ့ချိန်ကI need to plus buff one ကြတော့တစ်ခုခုကိုလုပ်ဖို့လိုတယ်ဆိုတဲ့အဓိပ္ပာယ်လေးပဲဖြစ်ပါတယ်ဥပမာလေးတစ်ချက်ကြည့်ကြည့်မယ်နော် I need to call my friend I need to call my friend ငါတငယ်ချင်းကိုဖုန်းခေါ်ဖို့လိုတယ်I need to go to the bank I need to go to the bank ငါဘန်သွားဖို့လိုတယ် I need to take a break I need to take a break ငါခဏနာဖို့လိုတယ် take a break အဲ့ဒီတုံးခုပေါ့နော်စကားစုလေးရကြတော့အနားယူရလို့ပြောရပဲဖြစ်ပါတယ်အဲကြောင့် I need to take a break ဆိုတာကြောင့်ငါခဏငါအနားယူဖို့လိုအပ်တာပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုကကြာ I need to drink water I need to drink water အဲ့ဒါကြတော့ငါရေတောက်ဖို့လိုတယ်ပဲဖြစ်ပါတယ်ဟန်နာတော့ဒီနေ့ English speaking pattern လေး10ခုကိုရှင်းပြပေးရပဲဖြစ်ပါတယ်ဟန်နာကိုရိုက်စေခြင်းတဲ့ video လေးပေါ့နော် topic လေးဥပမာဆိုလို့စင် grammar ဘိုင်းပဲဖြစ်ဖြစ်နောက်ထပ် speaking pattern လေးပေါ့နော်ဒီလိုမျိုး speaking pattern လေးကြိုက်တယ်ဆိုတဲ့အကြောင်းလေးဒါမှမဟုတ်ရိုက်စေခြင်းတဲ့ grammar အကြောင်းလေးဒါမှမဟုတ် vocabulary အကြောင်းလေးဆိုလို့စင်လည်းရှိရဆိုလို့စင်လည်းဟန်နာကို comment မှာ suggestion ပေးခဲ့လို့ရတယ်ပေါ့နော် comment မှာတစ်ချက်မှန်းခဲ့ပြအောင်နော် okay အဲ့ဆိုလို့စင်နောက်ထပ် video လေးမှာပြန်လည်ဆုံတွေ့မယ်နော် bye bye